ရက်တရားအတွင်းလိုက်နိုင်ရမယ်စီကံချက်တရားဘာတွေဖြစ်မလဲဈေးကြီးမှလားခက်ခဲမှလားအဲ့လိုပို့ရောဘယ်ကူပါမလားဒီရက်တရား body transformation ကိုဒီနေ့ရဲ့ပထမအဦးဆုံး milestone တစ်ခုအနေနဲ့ဖြစ်ကိုဖြစ်ရမယ်လို့ဆုံးဖြတ်ချက်ချထားတယ်ဒီရက်တရားအတွင်းမှာလူမျိုးပုဂ္ဂိုလ်ပဲစီကံချက်သွားမယ်ဆိုတော့အခုပြောပြမယ်17ချက်တော့ကိုမပြတ်မသွားလိုက်နာသွားမယ်လို့ဆုံးဖြတ်ထားတယ် Number 1 no cheating cheat day လား never be ဒီရက်တရားအတွင်းမှာလုံးဝ cheat day မျိုးဘူးလို့ဆုံးဖြတ်ထားတယ် Number 2 no alcohol alcohol ကချက်သားပိစားတဲ့နေရာမှာအဓိကအရင်သူဖြစ်တဲ့အတွက်ကြောင့်ဒီရက်တရားတော့လုံးဝ alcohol မသတ်ဘူးလို့လည်းဆုံးဖြတ်တယ် Number 3ခြေလမ်းတစ်တောင်းနေရရှောင်းလုံးရှာဒီတိုင်းနေပြီးတော့ consistency ရှိနေတဲ့ဒီနေ့ရဲ့ခြေလမ်းတစ်တောင်းပြအောင်ဆော့ကြတယ် Number 4ရေကိုဒီနေ့3 liter ပြအောင်တောက် Number 9 protein ကိုလည်းလို့ရဲ့ BMI အရာဒီနေ့ကို75 gram 90 gram ပြအောင်စားဒါကိုဘယ်လိုတက်ရမလဲမသိဘူးဆိုလို့ရှိရင်တော့ ChatGPT မှာကိုယ့်ရဲ့ပေါင်ကိုထည့်ပြီးတော့ရေးလို့ရတယ် ChatGPT က auto တက်ပြီးလို့ Number 6 low sugar မဟုတ်ဘူးအချို့ဘူးတက်နိုင်တော့ရှော့စားမယ် Number 7 gym ကိုတစ်ပတ်ကို9ရက်သွားမယ်2ရက်နာမယ်သဘောကတော့3ရက်စောပြီး1ရက်နာ Number 8ဒီနေ့ကို8နာရီပြရအိပ်မယ် Number 8 fiber ရိုးစက် BMI ကဒီနေ့ကို fiber 25 gram စားရမယ် Number 11ဒီချက်ကတော့အရေးကြီးဆုံးပဲ no junk food အနူဂျော်ရီစီဂျော်ရီ process food တွေအကုန်လုံးကိုလုံးဝမစားမနေရှာကြတယ်ဒီ17ချက်လုံးကဈေးကြီးသလားဆိုလုံးဝဈေးကြီးပါအဲ့လိုကြရအောင်ဘယ်ကူလားအဲ့လိုကြရလဲဘယ်ကူလဲခက်ခဲလားမင်းရင်တော့လေမခက်ခဲပါဘူးပြင်မလားဆိုတော့လေလုံးဝမပြင်နိုင်ဒါပေမဲ့အရေးကြီးဆုံးချက်က consistency ဒါရီကိုလုံးလိုက်လုပ်ကြည့်မယ်ဆိုရင်ရက်တရားအတွင်း body transformation တစ်ခုဖြစ်လာနိုင်တယ်ဆိုတော့ rules လုပ်ကြည့်ရယ်ယူလို့တော့လိုက်လုပ်ကြည့်ပါလား